တင်အောင်မြင်မယ်တင်တိုးတက်မယ်တင်ကြီးပွားမယ်မှန်တယ်အဲ့လိုစိတ်ရှိတာလဲကောင်းတယ်ဒါပေမဲ့အဲ့ဒီအရာတွေထက်အောင်မြင်ရမယ်မှန်တယ်အဲ့ဒီအရင်းမြစ်ကဘာကြီးလဲဖြောင်းမချင်းနိုင်ငံတော်နဲ့ဖြောင်းမချင်းနိုင်ငံတော်နဲ့ဖြောင်းမချင်းဆိုပြောချင်တဲ့အရာဘာလဲဆိုတော့နိုင်ငံတော်ဖြောင်းမချင်းဆိုဘာလဲဖခင်နဲ့ယဉ်နီးတည်ကျွမ်းခြင်းကျွန်တော်ဆုံးရှုံးတဲ့အရာဘာလဲသိလားညီကိုမောင်မတို့ဖခင်အကြောင်းသိတယ်ဖခင်နဲ့မယဉ်နီးတာကျွန်တော်ဖခင်အကြောင်းသိတယ်ဖခင်နဲ့ယဉ်နီးလားဟာဆရာယဉ်နီးဖို့တော့အရန်ခတ်တယ်မထင်နဲ့ယဉ်နီးဖို့မခတ်ဘူးဖခင်တင့်အနားမှာပဲရှိတယ်အေမာနွေလဖခင်ကတင့်အနားမှာပဲရှိတယ်ယဉ်နီးဖို့လုံးဝမခတ်ခဲဘူးကျွန်တော်ဒီနေ့ခရိယန်နဲ့ထင်တာအရန်ခတ်ခဲထင်တယ်မဟုတ်ဘူးတင်စိတ်ဝင်စားတာတင်စိတ်ဝင်စားတာတင်စိတ်ဝင်စားတဲ့အရာတစ်ခုကိုတင်အချိန်ပေးကိုပေးတယ်တင်စိတ်ဝင်စားတဲ့အရာဆိုရင်တင်သိအောင်ရှာဝေးရှာတယ်ဖခင်ကတင်အနားမှာပဲရှိတယ် Come on တင်မသိမှဆိုလို့ပြန်ပြောမယ်ဖခင်တင်အနီးမှာပဲရှိတယ် Come on ဒီနေ့ဒီအရာကိုရမှာဖြစ်မယ်ဖခင်ကတင်အနားမှာရှိတယ် Hallelujah ဒီနေ့ဖခင်ကတင်အနားမှာပဲရှိတယ်အခုတင်းရဲ့ကိစ္စတွေသူဖြေရှင်းဖို့ဆင်သင့်ရှိနေတယ်။တင်းကိုတိုးထီးဖို့ဆင်သင့်ရှိနေ။တင်းကိုချမ်းသာစေဖို့ဆင်သင့်ရှိနေ။တင်းကိုဖွင့်ပြဖို့ဆင်သင့်ရှိနေတယ်။နာတာရှိယောဂလို့ပြောတဲ့အရာစက္ကန့်ပိုင်းအတွင်းမှာဆွဲထုတ်ပေးနိုင်တဲ့ဘုရားလည်းဖြစ်တယ်။ Hallelujah Hallelujah ဘာလဲဆိုနားမလည်နိုင်တဲ့အရာကိုဖွင့်ပြပေးဖို့ဘုရားကတစ်ချက်တည်းပဲ Just one touch one idea can change your entire life တင်းဘဝတစ်ခုလုံးကိုပြောင်းလဲပြနိုင်တယ်ဒီနေ့မှာဘုရားခင်တင်ကိုတိုးထီပါစေဒီနေ့မှာတင်ကိုဘုရားခင်တိုးထီပါစေဒီနေ့မှာဘုရားခင်တင်ကိုစကားပြောပါစေဒီနေ့မှာတင်ကိုဘုရားသခင်ဒီတခါမှမတိုးထီဘူးတဲ့တိုးထီခြင်းနဲ့တခါမှမရဘူးတဲ့ experience တင်ရရှိပါစေ Hallelujah ဆံငယ်ရခုချန်တဲ့စပါမှာဘုရားသခင်ကျွန်တော်တခါမှကိုရိုက်တိုးထီခြင်းမခံစားဘူးတိုးထီခြင်းခံစားခြင်းနဲ့ Hallelujah ကိုရိုနဲ့ယဉ်နီးခြင်းနဲ့ပြောချင်ကိုရိုနဲ့ယဉ်နီးခြင်းနဲ့Yeah. အဲ့ဒီဖျားကိုယဉ်နီးခြင်းနဲ့စိတ်ကဒီထဲမှာတောက်လောင်နေ hunger and thirst ဆာငတ်လာရင်ရေစာလာပြီဆိုရင်ရေနောက်ဆုံးများကျွန်တော်တို့တောထဲမှာရေစာပြီဆိုရင်ဟိုရေတန့်ရှာလို့မရတော့ဘူးဟုတ်တယ်နော်ကျွန်တော်ပြောချင်တာအိုင်ထဲရေလေးနဲ့ကြည့်တယ်ဆိုရင်တောက်ခဲ့ဘူးတဲ့ကျွန်တော်အင်္ဂလိပ်သွားတော့အင်္ဂလိပ်ခီးစင်နဲ့သွားတော့ရေစာပြီမရတော့ဘူးတတ်မှာပါဒီလိုမျိုးပဲကိုယ့်ဘာသာကိုတန့်ခိုင်းလိုက်တာတောက်ခဲ့တာပဲရေစာလာပြီဆိုရင်မရတော့ဘူးတမင်တည်းဒီရေစီးသောချောင်းတောင်းတတဲ့ကဲ့သို့ကျွန်တော်ဝိညာဉ်ကိုတော့တောင်းတတယ်ဆိုတဲ့ဒါဝိဒ်ကအဲ့ဒီစာငတ်ခြင်းရှိတဲ့ခါမှာ hunger and thirst အဲ့ဒီစာငတ်ခြင်းရှိလာတဲ့ခါမှာကိုတော့အကြောင်းမသိတာကျွန်တော်မချေနှက်တော့ဒီနေ့မှာကိုတော့နဲ့ကျွန်တော်ယဉ်နေခြင်းတယ်ဒါဝိဒ်နဲ့ယဉ်နေတယ်လို့ကျွန်တော်ကိုတော့နဲ့ယဉ်နေခြင်းတယ်ကိုတော့ရှင်ဘုရားယောသနဲ့ကိုတော့ယဉ်နေတယ်လို့ကျွန်တော်ယဉ်နေခြင်းတယ်ပြောပိုင်ခွင့်ရှိတယ်ဘုရားသခင်ကြားတယ်ဘုရား Hallelujah မဆာဘူးလက်ကစင်တင်ရှိတယ်ဘုရား Hallelujah ဒီနေ့မှာတင်းရဲ့ဘဝအသက်တာအတွက်ဘုရား He's about to do something new today အသက်တော်မူရာကိုပြုဝင်ရအတွက်စင်တင်ရှိနေတယ်တင်းဘယ်လောက်ထိစငတ်ခြင်းရှိလဲလှုပ်ရင်လည်းလှုပ်ပါမလှုပ်ရင်လည်းအလိုတော်ပါပဲဘာလို့တော့လဲ No ယောက်ျားချင်းမရှိရင်ဘုရားကစိတ်တော်နဲ့မတွေ့နဲ့အဲ့မှာရက်သွားလို့မရဘူးအဲ့မှာဘာဆက်ပြောလဲယေရှုတင်ဟေဘရဲခန်းကြီး7ငယ်6ဘုရားခင်ထံသို့ချင်းကပ်တော်သူอ่ะ Come on ဘုရားခင်ထံသို့ချင်းကပ်တဲ့သူ Come on ကျွန်တော်ပြောပြရင်ကျွန်တော်ညီကိုမောင်မတယ်ထူချရမယ်ဒီ generation ကထူချရမယ် Hallelujah
Sanga labi so in Piakinga fill people sin. He's about to fill you something greater, something new. Hallelujah. Piakin think of come on. Pina machine of your life. Piakin think of Piakin think of Loada Yaw, don't allow patient me. Tonight, are you ready? Hallelujah. This sanga shishila. Hasia Chino sanga de Ledame Piabaluma Piedale. Miss Sanga Shan low lock those sanga chima Piedebu. Ludaga Pure Siachino. Piana Yayin Nichinesia. Haminama Beshida Gua me Pia. Mochole Sanga de Sham of your me. Sham of your name. Miss Sanga de Boca Yomilo Sangada Mayabu. Miko Yomilo Masanga ne Piao. Tawiga Kau Yomilo Sangada Mobu. Chinoa Pia Payakisa Payabo Nakesa so I put him Yaishide. Pia don't lie no Payakisabo. Ain't Pia and Nakesa, Allo Quechalo Mayao, Nasalena Ido Paina Payabe. Hallelujah. A chain Naima Payao Chinoa. I thought that him and Nia Petabo Emada Yechidebia. Amen. You mean second and a crema Babiole. Tapiago Goza Dotu Taura Piago Tapiago Mimi Goza Jansa Bale. Blessed is the one who trusts in the Lord. Who's what? Confidence in him. Lowa say chale, Payama, Lowa say chale. Tumiare Puba Neshima, Tulena bro. Natire, Pialodomesa, Natire. Hallelujah, Natire. Pialodomesa, Natire. Hallelujah, Napiapolo, Pialesura, Natire, Bajalesoro, Nase Gupo Matabro, Goguedumo, Nay, dying, a chain Naima, Napiane, a set to a loan to Peter Dojo. I know whom I have, believe it, Nabdu Youngness on Natire. Come on. Hi. Shontia Hoy, Home Yajuatim Yajuane. Ha, Nimani, how many Nabu? Lock on your day, you pure. Come on. A tito muya de Pume Payachon pure. Hallelujah. Tim Yasina Mamie, Nabi Macha, sit alone at my chance, see that Yadi Alamu, Payatki, a pupil, and drop pins and tabi down Tim Ye doing. Oh, come here, Yen Nilo Yamala. Yinlum ya baso kamya atupa poema to abro mataini da mobu diniaga atashin no paya kaumya chingo chwecho de ne ya hodamala your funeral service my labor time no. You know who South Africa ne pian la. Wow, you know the compio the controle. Agane ore. Mata tata roma. I receive it. I receive it. Wow. I receive it. I receive it. Ye la pera duro. Duro dia horale. Flora. Tu mi ma bidare te diamo. Padunga honi era le solo. Te ya du giri shima. Te ya du giri shima. Asi yin khani era pongsan yo. Area tha. Myama bidare hora aita. Homa hobi sone. Yeah, I receive it. I receive it. Yeah. I love you. I love the low shadow, Maluba, long the low piano. Let me be all chinaga.
နှုတ်ကပတ်တော်နဲ့ပတ်သက် yeah that's for me အဲ့လိုဖြစ်ရမှာနှုတ်ကပတ်တော်ဆိုတာမှတ်ထားညီကိုမောင်မတော် it's not about to read it's about to eat မှတ်ထားညီကိုဖတ်ဖို့ပဲဖတ်တာမဟုတ်စားဖို့ပြောချင်တာအဲ့နှုတ်ကပတ်တော်ငါတို့ဖြစ်တယ် yes that's for meအဲ့တဲ့တင်တကယ်ဖြစ်လာမှာနှုတ်ကပတ်တော်ခင်ဗျာပုံပြင်ထင်လို့လားနှုတ်ကပတ်တော်ပုံပြင်မဟုတ်ဘူးနှုတ်ကပတ်တော်ပုံမြင်မှုဖျားစကားကြီးတွေကောင်းကင်မြေကြီးမတည်တော်လဲသူ့စကားတီးမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖျားစကားနဲ့တင်ရင်ခုန်တက်လာရင်သိမချာသေးဘူးအဲ့ဒီဖျားစကားနဲ့တင်ရင်ခုန်တက်လာရင်သိမချာသေးဘူးအဲ့ဒီဖျားစကားနဲ့တင်ရင်ခုန်တက်လာရင်ရင်ခုန်တာဘာလဲဆိုတာမသိတဲ့ဘွဲတွေရှိတယ်ဖျားစကားကြားရင်ဒီထဲမှာဝမ်းမြောက်ခြင်းနေနဲ့excited ဖြစ်တယ်ဖျားစကားကြားနေ yeah that's come on man come on ကျွန်တော်မတရားတော်လူဖြူတရား3 တန်းမြောက်လောက်အနေပဲကြိတ်တော့ကျွန်တော်မှထားထိုးတော့မှထင်တာသူယူနေတာသူယူနေပုံစံမသိရင်အောက်ကနေနောက်တယောက်ရှိတယ်အဲ့ဒါ3 တန်းမြောက်နောက်ဘယ်ဘက်တယောက်လဲကြည့်ရတယ်ဘယ်ဘက်တယောက်မသက်ထားတော့ဒီလိုကိုပြေးလာတော့ဘာလို့မယုံနဲ့သွားလို့ come on man come on okayမြန်မာပြည်သားတွေစီပြန်ရောက်လာတယ်မျက်လုံးမှာမိတ်ပလိုက်တာဟိုမှာ come on လို့ဆိုတော့တရားပဲနားထောင်နေတာလားအိတ်နေတာလားမသိတော့ဒါမဲ့ဒါဝိဒ်ရဲ့ဆံငါချင်းသမင်းတည်းလေးတွေရေစီးတဲ့ချောင်းပြေးလာပြီးတော့မှရေတောက်သူကြည့်နေငါလည်းအလိုပဲတဲ့အဲ့ဒီအကောင်လေးလိုပဲငါလည်းဖះကိုတိတ်ဆန်ငါတကူတော့ရဲ့တဲ့ကိုရောကျွန်တော်တိတ်ဆန်ကြတယ်ကိုရောနဲ့ကျွန်တော်ယဉ်နီးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့နားလေပေးနိုင်ဆုံးကကိုရောပဲလေကျွန်တော်ဖေတော့ကျွန်တော်နားမလဲပါဘူးကျွန်တော်အကိုတွေကျွန်တော်နားမလဲပါဘူးကျွန်တော်တောင်းမှချင်းသိကိုက်လို့တေဝိုင်းတော့မှသူကသိမှာမဟုတ်ဘူးအမေကိုရောကျွန်တော်နဲ့သူရှိလို့ကျေးဇူးတင်တယ်ငါဘွားလဲဘာလို့ဒီလိုငါဘွားဖြစ်ရလဲရှောက်အားမငယ်နဲ့ဘာမှအငယ်စရာအကြောင်းမရှိဘူးဘာကြောင့်လဲဘာလို့လဲဖះရှိတယ်အစပိုင်းမှာတင်းငယ်တော့လဲနောက်ဆုံးမှာအလွန်ကြီးပွားဆွဲထုမဲ့ဖះခင်ရှိတယ်ဖျားဖတ်တွေ့ထားတဲ့လူရဲ့အသက်တာငါမှဖျားရှိတယ်လို့သိတဲ့အသက်တာငါဖျားနဲ့ပဲတူရှောက်လမ်းမယ်ဆိုတဲ့အသက်တာအဲ့ဒီဖျားနဲ့ပဲယဉ်နှိချင်တယ်ဆိုတဲ့လူရဲ့အသက်တာဖျားခင်ဘယ်တော့မှတောထဲမှာကြာမထားဘူးလူအတဲ့ကိုထားရင်ထားမယ်ဖျားမထားဘူးလူအတဲ့ကိုအဲ့နေရာမှာမင်းရဲ့ရေရှင်ကမင်းကိုဒီလောက်ပဲလို့ထားကောင်းထားလိုက်မယ်ဒါပေမဲ့ဖျားကိုငါရဲ့အရှင်သခင်ဖြစ်တယ်ငါဘက်မှာဖျားပါရင်ဘယ်သူဒီငါတပတ်မှာနေနိုင်မှာလဲIf God is with me, who can against me? So that every say that feel like they will pay again. They need to know that every also matter mataro. Don't pay aga chim out the pay up in the long. They machama solo piapiome do pay aga chim out the pay up in the
Hallelujah တင်မတိမဆလို့ပြပြောမယ်တို့ရဲ့ဖခင်ကဘလို့ဖခင်လဲချီးမြှောက်တဲ့ဖခင်ရှင်ဖြစ်တယ် Hallelujah ဘယ်နဲ့ချီးမြှောက်တာလဲမြေမုံထဲကနေ Hallelujah ကျွန်တော်နေပါဒရန်နေပါလာပါဦးကျွန်တော်အာဖရိကပြန်လာတော့နည်းနည်း Hallelujah ကျွန်တော်တခွန်းတည်းဘာအဲ့လိုကိုလည်းအဲ့လိုဖြစ်တယ်တရားဖွဲ့တယ်လာပါ musician နဲ့လာပါအဲ့စီကျွန်တော် Hallelujah ဘာညာလုံးဘာအဲ့လိုဆွဲမယ်လောက်စမ်းပါညီကိုမောင်ပါလောက်စမ်းပါ Amen Amen Hallelujah Hallelujah ဘာညာသိရမလားကပ်လီဖျားကြောင်းနေမှာဆွေ organ နဲ့ကျွေးတာဆိုတော့ကျွေးတာသူကတော့တိတ်သဘောပေါက်တယ်သူကကျွန်တော်တို့ရှေ့စရာကောင်းတယ်ဒီညီကိုရှေ့စရာကောင်းတယ်အာဖရိကတစ်ခေါက်ခေါ်သွားမယ်အဲဒီကျရင်သူသဘောပေါက်လာတယ်မစိုးသူစပင်ကလည်းနဲ့တင်ဖြစ်နေကြအများကြီးရှိတယ်ဆန်ငါချင်းပြောဆန်ငါချင်းတင်းဆန်ငါချင်းကဘာတွေဖြစ်နေလဲနည်းနည်းစဉ်းစားရှောက်မပြောနဲ့ရှောက်မပြောစရာမလိုဘူးသူကရှောက်ပြောစရာမလိုတင်းဆန်ငါချင်းကဘာဖြစ်နေလဲကျွန်တော်ဆန်ငါချင်းတော့ဆရာကျွန်တော်အမျိုးတွေဆက်ကျွန်တော်နှိမ်ခဲ့တယ်ဆရာအဲ့ဒီအမျိုးတွေကိုဆရာတနေ့ကျွန်တော်တလောက်ပတ်စံမတ်တဲ့အမျိုးတွေပတ်စံနဲ့ပြန်ပေါက်တတ်မယ်ရတယ်ပြန်လာစီအဲ့လိုစိတ်ထားရှိနေတင်ပြမောင်းမယ်တင်ပို့မောင်းမယ်နောက်ကနေပတ်စံတရားမှစုဖြစ်မှာမဟုတ်စိတ်လုံးကောင်းစားမှအရာကောင်းစားတယ် Come on စိတ်လုံးကောင်းစားမှအရာကောင်းစားမယ် Hallelujah စိတ်လုံးကောင်းစားအရာကောင်းစားခြင်းမှမရောက်တော့ကျမ်းမာခြင်းလည်းအနောက်နဲ့လိုက်လာအောင် Hallelujah Hallelujah ဘုရားခင်နာမဘုန်းကြီးပါစေဘုရားခင်နာမဘုန်းကြီးပါစေတော်ဟုတ်လာပြီဒါအာဖရိကသွားလို့ရပြီဒီမိုက်တယ်အဲ့လိုဖြစ်လာပြီဒီညီကိုမိုက်တယ်နော်ဒီညီကိုမိုက်တယ် Yes sir မန်ဘီဟုတ်လားဟာကျွန်တော်တော်ခင်နေနော်လိပ်ပြပါစတာရတာချစ်စရာကောင်းနော်မစိုးတင်းဦးစရာတာတဲ့ဆိုးတယ်သူမစိုးပဲသူတို့ချာဆိုလိုဝါတော်လာမဒီမှာဖယားကပြပူလာ Hallelujah ပြရှိရန်ကောင်းမြတ်တယ်အာမင် Hey ဒါဝိတ်ကြောင့်ဖျားတဲ့အလကားကျမ်းစာထဲမှာထည့်ထားတာတော့လုံးဝမဟုတ်ဘူးကျမ်းစာဘာဖြစ်လို့ဆိုတော့သူတို့အကြောင်းနေရေးထားတို့အကျိုးအတွက်တယ် Come on ကိုအားငယ်နဲ့ဖွဲ့တယ်ပြောလိုက်ကျမအားငယ်ပါဦးတဲ့အဲ့ဒါပိုအားငယ်နဲ့ဖွဲ့ရအောင်ဖုံးတာသူရဲ့အားငယ်စေသူရမြင်သွားမှာဆိုလို့အားငယ်နဲ့ဖွဲ့ကျမလုံးဝအားငယ်အဲ့ဒါအားငယ်ဆုံးဖွဲ့ထဲမှာပါတယ်သူ့ဘာသာငိမ့်နေတော့မှအကောင်အားငယ်တဲ့ဖွဲ့ပြောပြရှင်ကြောက်တယ်ငါအားငယ်တော့ဘယ်သူမှမသိစေချင်ဘူးကြောက်လာပြောကြည့်ငါငါမသိအောင်အမောက်ထောင်ပြမယ်အဲ့ဒါတလဲမလုံးဘာမှအားငယ်စရာမလိုကိုတော့အတူရှိခြင်းဘယ်လောက်ထိမင်္ဂလာရှိတယ်အာမင်ကိုတော့အတူရှိမင်္ဂလာရှိလားရှိတယ်ညီကောင်မကျွန်တော်ပြောပြမယ်ဖယားအရန်ချစ်တတ်တယ်ဖယားကြီးညစဉ်းစားတကယ်ဆရာခွာပြီးချစ်ဆရာကောင်းလားမကောင်းဘူးဒါပေမဲ့အခုတော့ချစ်ဆရာကောင်းသွားပြီဆရာဆဆတွေ့ချင်းတော့တကယ်လူမယုံတော့စပင်းအနီရောင်နဲ့လာပါလားမသိဘူးဆရာဒီဘက်တက်ချမ်းနေလေတွေ့တယ် focus ပါမလေရန်ကုန် focus ပဲတွိုင်းလေဆရာကျွန်တော်ကောင်းမကြည့်ဘူးတိချင်မှတိလိမ့်မယ် तू ကတော့
तू ကအဲ့လိုကြည့်နေကြ तू အကြောင်းမသိရင်တစောင်းကြည့်တာ तू အမြဲတမ်းသပင်ကလည်းတစောင်းလူကလည်းတစောင်းအမြဲတမ်းကြည့်တော့ပြီးတော့ तू ဘယ်နားမှာထိုင်လဲမှတ်မိတယ်ပထမဆုံးဆရာမထိုင်ဆရာမမှတ်မိတော့ဘူးမှတ်မိတော့ဒါဆရာစတိုင်ပဲလေဒါပုံမှန်လုံနေကြတယ်လိုပဲရှိတယ်ဒါပေမဲ့သပင်ကဒိုးနေတော့ဘယ်မှာထိုင်တလားဒရနာမှာဆရာမှတ်မိတယ်ကျွန်တော်ဟမ်ရှေ့ဆုံးမှာစာငတ်ချင်းနဲ့လာတာတေးချမကြည့်မယ်စာငတ်နေတယ်ဟုတ်ပြီလက်ခံပေးလိုက်မယ်လက်ခံပေးလိုက်မယ်ဟုတ်တယ်အရှေ့ဆုံးမှာတော့ရှိတယ်ဆရာဒါပေမဲ့တဖြည်းဖြည်းနဲ့သူ့တချင်းနေသူ့ချင်းနေကျွန်တော်နားမလဲတဲ့ချင်းတချင်းတော်မှာကျွန်တော်မျက်ရည်ကျဘူးတယ်ထိုးစာ focus ပေါ်မှာကျွန်တော်တရားဟောတဲ့အချိန်မှာဘေးနာတယောက်ကရှင်းပြတယ်သူတခုပြီးတခုရှင်းပြတော့တကြောင်ဆိုပြီးမလားသူများဆိုနေချိန်မှာသူကဘုရားခင်မြတ်တာဆိုတာဘုရားကျင်တယ်လို့ဖြစ်တယ်အားနေတဲ့သူဟိုကိုလည်းဖျောက်ကိုကိုနဲ့သူကလည်းအရန်သိစေချင်တာကိုတယ်မလားချင်းလို့နားမလဲမှန်းသိလို့သူအကြီးကြီးရှင်းပြ music ကတော်တော်ဟုတ်နေပြီသူရဲ့တန်စင်ကတကယ်ဆိုဆရာခွာပြတယ်လို့တန်စင်မျိုးထုတ်နိုင်မဲ့စတိုင်မဟုတ်ဘူးလေကြည့်လိုက်ရင်သိရမလားလက်ဝဲထိုးလို့ရတဲ့စတိုင်မျိုးသိရမလားအမောဆိုလေအထာမျိုးမဘာလို့ထွက်လာလားစီးထွက်တဲ့အရာကြီးဖယားနဲ့အတူတူနေတာကြာလာတဲ့အခါမှာအတူနေတာကြာလာတဲ့အခါမှာတချင်းဆိုတာရေးရှင်နဲ့ရေးလို့ရတယ်သူများမဆိုတာပဲရှိတယ်တချင်းရေးတဲ့သူအများကြီးပဲသူတို့ချင်းဘယ်သူမှမဆိုဘူးရေးတက်လို့ရေးတာနဲ့ဆရာခွာပြရေးတက်လို့ရေးတာမဟုတ်မျက်မှောက်တော်ထဲမှာနေနေရေးထွက်သွားတာဖယားအထက်ကနေစီးထွက်သွားစေတာဆရာကြည့်လေဆရာကနေတယ်ဟိုနဲ့ပြောတယ်2012မှာတဲ့အေဂျီဖျားเจ้าမှာဘာလဲအနုပညာလောကလွှမ်းမိုးဖို့ဆိုပြီးတော့မှစက်ကတ်တဲ့ထဲမှာဆရာကနေပါတယ်အနုပညာအများကြီးတော့အဲ့စက်ကပ်ပြီးတော့မှဘုရားခင်လှုပ်တာနော်မြန်မာပြည်မှာအပေါက်ဆုံးတခြင်းထဲမှာသူ့ချင်းပါသွားတယ်ညီလေးတခြင်းရေးတယ်ပေါက်တယ်ရဲဆက်ပေါက်တယ်တခြင်းဘယ်နေရာတွတ်အဖွားရဆနောက်ကြောကိုဒါတွားတော့မရှိတော့ဘူးနောက်ကြောကိုဒါနဲ့ထိုးလေအောက်ကနေအော်နေတာဘယ်ဖွားကြီးလဲကြည့်လိုက်အဲ့ဖွားတွားမရှိတော့ဘူးဒိုးနဲ့အပေါ်လားအောက်လားမသိတချောင်းရှိတယ်ဒါပေမဲ့ဖယားရဲ့ချီးမြှောက်ခြင်းအဲ့လိုလာတာဆရာကနေကိုစားတွေ့တော့သပင်အစိမ်းတကယ်ဆရာကနေကိုစားတွေ့တော့ကျွန်တော်Uno Church မှာတရားဟောပွဲလုပ်တော့ဆရာကနေရောက်လာတယ်ဆရာကနေတော့အဖွဲ့တွေအဆိုတော်အဖွဲ့တွေအများကြီးပဲမမမီတော့အောင်ဆရာကနေအဲ့ထဲကနေမှုတော်ဆောင်ဖြစ်တာဆရာကနေတယောက်တည်းပဲနော်ဟုတ်တယ်အမပစပင်းအစိမ်းဆရာခွာပြီးတွေ့တော့စပင်းအနီးထူးဆန်းတော့အနီးတဲ့စိမ်းနေငါလည်းဖျားသုံးပြအောင်ဒီဘက်မှာအနီးဒီဘက်မှာစိမ်းလှုပ်လိုက်ကောင်းမှာဖွင့်ပြချင်းတွေရတရှင်းတွေထွက်လာမလားဘယ်ငန်းစိမ်းအယောင်နဲ့ဆရာဟုတ်တယ်ဘယ်ငန်းစိမ်းအယောင်နဲ့သို့တော်ညာလည်းပဲအဲ့ဒီနေ့ကနေစပြီးတော့မှဆရာကနေရဲ့စာငတ်ခြင်းသူများနဲ့မတူဘူးကျွန်တော်သတိထားမိအဲ့ဒီစပြီးတော့သူ့ရဲ့စာငတ်ခြင်းကတဖြည်းဖြည်းတိုးတက်လာတာနဲ့အများဘာဖြစ်လာဆိုသူ့ရဲ့ ministry နာမည်လေးကိုသူဒီလိုပြောင်းလိုက်တယ် 100% Jesus Hallelujah 100% Jesus ဆိုတာမဆာငတ်ပင်နဲ့ထဲကနေမထွက်လာဘူးငါရဲ့တရားရာဂိုင်တော့ခရစ်တော်တော့ပဲဖြစ်ရမယ်50ရာဂိုင်တော့မဟုတ်60ရာဂိုင်တော့မဟုတ်ဘူးအားတဲ့အချိန်မှာဖျောက်ကိုးကွယ်တာမဟုတ်တရားရာဂိုင်တော့ငါဖျားတော့ပဲယေရှုတော့ပဲဖြစ်ရမယ်လို့ဆုံးဖြတ်ချက်ချတော့စက်ကလိုက်တဲ့စာငတ်ခြင်းကဘာထွက်လာလဲထွက်လာခြင်းလေကျွန်ုပ်သက်တွတ်တာပေးသူ
ကျွန်တော်ပြေတွက်ကိုစားထားရလေသူကျွန်တော်ဘဝရဲ့အစိုးများလွင်စေတဲ့သူအဲ့ချင်းရလေကျွန်တော်ပြောပြအဲ့တချင်းကဗုဒ္ဓဘာသာအများကြီးပြောင်းလဲတယ်အော်စရာကြီးတော့ညီကိုမောင်မကျွန်တော်ရှေ့မှာအခုအဆိုတော်နောနော်ရဲ့မိန်းမအဲ့တော့ကျွန်တော်အပေါ်ထအောက်ထဟိုတယ်တဲကြတယ်အဲ့နဲ့ तू ကနေပြီးတော့မှဆရာဘယ်မှာရှိလဲဆရာအေးဆရာပေါ်ထမှာရှိတယ်သမီးခဏတက်လာပြီလို့ရမလားသမီးနားမလဲတော့လို့ဘာဖြစ်လို့လဲတက်လာခဲ့လေသမီးရဲ့ तू တက်လာတယ်တက်လာပြီးအခါနဲ့ရော तू အယံငိုတယ်အယံငိုတယ်တရုတ်ဗုဒ္ဓဘာသာအယံငိုတယ် तू သမီးဘာလို့ငိုတာလဲဆရာရဲ့အဲ့ချင်းပါလဲကောင်းစရာဂျေဇုတော်မှတပါအဲ့တချင်းကိုကျမနားထောင်ရင်းနဲ့လေဆရာအလိုလိုနေနဲ့မျက်ရည်တွေကျလာတယ်ဆရာအလိုလိုနေနဲ့မျက်ရည်ကျလာသေရတတ်တာမှာဖျားအရန်ဆန်ငတ်လာတော့ငါရဲ့အတ္တတာဖျားတော့ပဲဖြစ်ရမယ်လို့ပေးလိုက်တိုင်းမှာတင်းစီကနေစီးထွက်လာတဲ့အရာတွေအလုံးလူပေါင်းမြောက်များစွာထွက်ကောင်းကြီးဖြစ်စေတယ်နော်ဒီနေ့ကျွန်တော်ဒီမှာရှိတဲ့မိသားစုတွေကျွန်တော်တရားဟောပြီးတော့စိန်ခေါ်ခြင်းတယ်ဘယ်နှယောက်ကဒီနေ့ရစပြီးတော့မှငါရဲ့အတ္တတာဟာဖျားတော့ပဲဖြစ်ရမယ်လို့သင်စက္ကပ်ဖို့ရန်တော့ဖျားတဲ့အလိုရှိတယ်လို့ဒီထဲကနေဖျားစကားပြောခိုင်းနေတယ်သင်ဖျားတော့ဖြစ်ဖျားတဲ့တော့တရားရာဂိုင်တို့ဖြစ်ဖို့ရန်တော့အစင်သင်ရှိထားပြီးသားဖြစ်တယ်ဟာလေလုယာသင်ဒီဖျားတော့ဖြစ်ဖျားတဲ့တဲ့တော့တရားရာဂိုင်တို့ပြဖြစ်ဖို့ဝင်မလေးတဲ့ဖျားဖြစ်တယ်ဟာလေလုယာဒံယေလကငါရဲ့တက်ရှင်ခြင်းဖျားတော့ပဲဖြစ်ရမယ်လို့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာဒံယေလချင်းတဲ့တွင်နဲ့ဆင်းသွားတဲ့အခါမှာဖျားလည်းပဲအဲ့ဒါငါတော့တက်ရှင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် Come on ငါလုံးဝထိမခံနိုင်ဘူးငါလုံးဝထိမခံနိုင်ဘူးရှင်တဲ့ပါစားပိတ်ထားတယ် Come on every generation ဘုရားခင်ပြန်မလို့ဆွဲထုတ်ခြင်းတယ်ဒံယေလကတို့ generation မင်းငါအတွက်ရက်တည်လုံးဝဒီလောကရာထိပိုင်ခွင့်ငါမပေးဘူးဘယ်သူဆွဲချမှာလဲအဲ့ဆွဲချတဲ့လူရှိမှငါပြန်ဆွဲတင်ပြမယ် Come on Shadrach, Meshach, Abednego No တယ်ငါတို့ဖျားတော့ပဲတက်ရှင်မယ်တယ်ငါတို့နားမလည်နိုင်ဘူးမှန်တယ်ငါတို့ဖျားတော့စက္ကန့်နေနေရန်သူလက်ထဲမှာတင်သွားခြင်းခါနဲ့တူတယ်ငါတို့ပါတယ်မဘဲရှင်နေပဲဖြစ်ဖြစ်ပျော်ပဲရှင်နေပဲဖြစ်ဖြစ်ငါဖျားပွဲရွေးချယ်မယ် Come on ငါဖျားပွဲရွေးချယ်မယ်ပြောရငါဖျားပွဲရွေးချယ်မယ်ဘဲရှင်နေပဲဖြစ်ဖြစ်ငါဖျားပွဲရှင်မမယ်ဘဲရှင်နေပဲဖြစ်ဖြစ်ငါရကောင်းဆုံးရဖျားပွဲပေးမယ်အဲ့ဒီအတ္တရှိရင်တင်းရတ္တဖျားမရက်တိပေးတာတင်းမြင်တွေ့လိုက်မှမကြခင်မှာ Yeah Hallelujah ဒီနေ့ငါဖျားတော့ပဲဖျားမယ်လို့သင်ဆုံးဖြတ်ချက်ချရင် Hallelujah ခင်ရဲ့ဆိုရကာလမှာပဲလေဖျားခင်အတင်းအတ္တတောင်ချင်းမြောက်တာကိုသင်မြင်တွေ့ရလိမ့်မယ် Hallelujah ကျွန်တော်စိတ်ခေါ်ခြင်းတယ်ဖျားတူရှိခြင်းတတ်တယ်ထင်ရှားစေခြင်းတယ် Hallelujah Hunger and thirst ကိုရောကျွန်တော်နှစ်ပေါင်းများစွာကိုရောအကြောင်းကြားပြီးသွားပြီအခုကျွန်တော်သိတဲ့အရာကိုရောနဲ့ယဉ်နှိခွင့်ရှိတယ်ဆိုတော့ကျွန်တော်သိသွားပြီ Hallelujah ကိုရောနဲ့ကျွန်တော်မိတ္တဟာယာစဖွဲ့ခြင်းပဲကျွန်တော်မသိတဲ့အရာကိုကျွန်တော်မိတ္တဟာဖွဲ့နာမဟုတ်ကျွန်တော်စိတ်မှန်းနဲ့လည်းကိုယ်ဖွယ်နာမဟုတ်ကျွန်တော်သိတဲ့ဖခင်ကိုကျွန်တော်အလုံးသားကျွမ်းမဲ့နဲ့ကိုယ်ဖွယ်ခြင်းတယ်ဆန်ငါကြရအောင်ဒီနေ့ပါဆန်ငါမှာလဲ I want to know you more I want to know you more ကိုရောအကြောင်းကျွန်တော်သိခဲ့တယ်အခုဒီနေ့ဆက်လို့ကိုရောနဲ့ကျွန်တော်သိကျွမ်းခြင်းတယ် Come on စင်တက်ရအောင်ကိုရောနဲ့ကျွန်တော်သိကျွမ်းခြင်းတယ် Hallelujah ဆန်ငါကိုရောနဲ့ကျွန်တော်သိကျွမ်းခြင်းတယ်အဲ့ level ဘယ်သူနဲ့မှမတူစေရဘူး
Hallelujah. Corona Joti Johnson. Joti Johnson. Horama Sitrebo Shiti Yakabase. Hallelujah. Shazarema Babioles or Yeshu Credo. Mino now Batulo Tinlede. Mino now Batulo Tinlede. Kuruaro Yermima Sai proper Tababa Lubioja. Do now lying at the bed or it on my tubu pima teacher Matin. The A chamber. Be true. Coro di critto di udo. Attention do piaki a ta pipare, taro pipare. Be true. Era me a tuita pioramo pure. Mentilo pioramo. Mentilo pioramo. A cui c'è noi ministry che machine, c'è noi a muro sauni, alo which no sati baby. Toto mia muro saunia. Edi a chain machine Petru, Ketube, a muro sauni jana. Yeshu no laila, like that. Yeshu selu the muritola. And now can yembila. Nasoni tola. Namela can piala. Piare. Still, that may Yeshua made it. Do you know who I am? Kuro di crito di the attention of the piaki and taro pipare. Era me. Me a tuita piona mobile. Camido a meo popiara. But do to letella. Emma she duri to an apatu pima popiara. Dame me mati deu. Me a 20 and me a tuitan and aptus or me mati did at your ming out tongue. You me. Just don't you to be the same. Me you me. Me you me. Don't you me. Just to me the commit, don't you me. Palola me matilo. Muro sounded Ludi being in Totomia. Yonchi to see my pion, a muro sounded Ludi Totomia Roma. Geno Payabalo Chima Majomati. A toyeta and meti or a near made to Chimado Mingla Fid and Niver. Payaga, I did my sheet Ludi to a two point pialadeshima to a crit or do the attention of Piang and Toro Pebble. Tabime, leverage in that Warachima. Tamano Wutu Kanye Tomu Yaularachima. Tinte the Kana Mashide. A me one day got me Chimatan Swanelu. Chimatan Swanelu. Yochi kind of Arochi. Shui Mashu. Mui Mashu. The machine young me obey me. Eddie a chinga. A jaunty the same modo, a tema sheet wabi. Nama sheet ya, sweet at Tambochide, wait at Tambochide. Nia Boata Tatalo, Piole Pina, I sing a tema, Nia June Peter Toja. Na Yeshua Jango deep of Yonamo, na tema sheet, yes. Come on, na tema sheet, Yeshu Jonga. Each generation to our patient, Lama Muros on the our patient. Yeshu come yet the Piomesa. Shremashiu, Muemashiu, Tame, not Tema Shide, a meal, not payment. Now some of the Yeshu Namana Tire, Lala Solasia. Yakin Nagano Zakana Matiro, Takuna did a secret. Amen. The Guna did a same shit like Payaga Tia Tatao. Payakamia de Comia de Pure Simo. Hallelujah. Payaki Comia Chia Tatao. Nakula Biamata. Come on. They Almian La Lily. When your chin goes only live. Do the Ayanda Almian. I am mission for this. I am musician.
အဲ့ဒီအောင်မြင်ပြီးသွားလို့အဲ့ဒီစင်ပေါ်ရောက်တယ်ဘယ်လောက်စိတ်ဆင်းရဲစရာကောင်းလဲဆိုတာအဲ့ကြမှာသိတာစင်ပေါ်ရောက်မှ तू ကလေးကွာပြစ်ဖို့ကွက်တီအမစင်ရောက်တော့ तू ကမထင်မရှားလေစင်ပေါ်ရောက် तू ကကွက်တီပဲ तू ကဂျင်ကလေးနဲ့ဆွဲမလားလေးကွာနဲ့ဆွဲမ तू ထင်ရှားသွားပြီအဲ့မှာ तू ကတဲခါပြီတဲကြက်ပေါ့ဆွဲဖို့သာပြင်တာအဲ့ဒီအကွက်တွေလာပြီအဲ့ချိန်ညအရန်စိတ်တက်ကြတယ်အရန်စိတ်တက်ကြတယ်အရန်စိတ်ပြတ်တယ်အောင်မြင်လေလေဝမ်းမြောက်ခြင်းတွေကုံဆုံးလေလေပဲအောင်မြင်လေလေသင်ဖျားနဲ့မနေတက်လို့ရတော့ဟောလိဝုဒ်ကမင်းသားတွေလိုပဲမူရစေဝါဆွဲဆွဲအရက်ဆွဲဆွဲကိုတတ်တင်တေးဒါပဲရှိတယ်သူတို့ကသူတို့ထိတ်ဆုံးရောက်ချင်ကြတယ်ဟောလိဝုဒ်ဆိုလူတိုင်းရောက်ချင်တယ်ရောက်ပြီးတော့လည်းဘာမဟုတ်ပါလားဆိုတော့သူတို့ပဲပြန်ပြောတယ်ဆိုတော့အမှဘာဖြစ်နေကြလဲသူတို့ဖြစ်ချင်ဖြစ်တာပေါ့ Hollywood life ကတကယ်ငရဲဖြစ်ချင်တိုင်းကိုဖြစ်နေတကယ်ဖြစ်ချင်တိုင်းဖြစ်နေတကယ်တော်ရုံနဲ့ဂေါမောရာဆိုအဲ့ဒီ Hollywood ပဲအဲ့ဒီအမှုတော်ဆောင်ဆရာတွေကလည်းအဲ့ဒီ Hollywood ဘာတော်ကြည့်ချင်မှမသိဘူးလေးလာရေးနဲ့တခါခေါ်သွားတာအဲ့ဒီဆရာတွေကိုလေးလာရေးဆိုခေါ်သွားတာအဲ့ဆရာတွေအောက်ဆင်းချင်းအတွဲနဲ့တွဲဘာလုံးနေမှကိုမသိဘူးအချစ်ချေဘာတွေလုံးနေလဲဆိုတာကြည့်လို့တော့မကောင်းသူတို့ကလည်း my life my choice နီနိုကြည့်ချင်ကြည့်မကြည့်ချင်မကြည့်စိတ်ဝင်စားဘူးဒါငါဘဝပဲအဲ့လိုနေတာအဲ့ဒါကိုအဲ့ဆရာဘာလုံးတာလဲငါမပြောချင်ဘူးဆိုဘာလုံးတာလဲဘာလုံးလဲမသိဘူးလားအမဆိုးတယ်တော်တော်ဆိုးတယ် my life my choice လှုပ်ချင်တယ်လှုပ်နေတာတို့မြန်မာပြည်မှာခွေးတွေပဲလှုပ်တာဟောလိဝုဒ်မှာလူတွေလှုပ်နေတာလမ်းပေါ်မှာပေါက်ခရတွေလှုပ်နေပြီဒီမဆိုင်ဘူး my life my choice ဒါပဲငါလမ်းပြောနေငါပွားနေငါဘယ်သူလာပြောမလဲအချောင်းနှစ်ယောက်ကနှာခေါင်းမွေးနေနားနေတာကိုမကြည့်ရဘူးအဲ့ဒါကြည့်ပြီးတော့ရီလိုက်မိတဲ့အတွက်ကြောင့်အဖမ်းခါတယ်ကနေဒါမှာသူတို့နောက်ပါတယ်ဆိုပြီးတော့အော်နှာခေါင်းမွေးနေဆိုတော့နှာခေါင်းမွေးရလဲအထူကြီးတယ်နှစ်ယောက်ကဝန်းလောက်တော့အဲ့ဒီအာရှမျိုးသမီးတယောက်ကဟေးတဲ့သွားရည်တာအဲ့ဒါကိုအဲ့ဒီနှာခေါင်းမွေးတယောက်ကလှည့်ကြည့်ပြီးတော့မှဘာရှိတာလဲ why you laughing at me ဆိုပြီးတော့မှအဲ့ဒါတခါတည်းရဲခေါ်တာတခါတည်းစဉ်းစားကြည့်နောက်တစ်ယောက်ဟာဆရာရောက်လာဘယ်လိုရောက်လာလဲနောက်တစ်ယောက်အင်ကြီးကျွတ်နဲ့သူ့အိမ်မှာအင်ကြီးကျွတ်နဲ့သူ့ရဲ့ဒီဘယ်လိုခေါ်လဲကွာဟိုတန်ရလေးလားအဲ့မှာသူအင်ကြီးကျွတ်နဲ့အန်ဒာဝဲလေးနဲ့သူ့ဖတ်တာသူအဝတ်လှမ်းနေတာအဲ့ဒါဟိုဘက်အိမ်ကလူကတိုင်လိုက်တာ public exposure ဆိုပြီးတော့မှာတခါတည်းတပတ်အချုပ်ထဲသွားနေရတယ်ဒါပေမဲ့မပြောချင်ဘူးကွာတို့တိုရန်တိုမှာ gay parade ဆိုလုပ်တယ်အဲ့ဒီမှာကားပေါ်မှာလေအကုန်လုံးကဘာမှမရှိဘူးဖရွက်လေးနဲ့ဟိုနော်အေးတို့နော်အေးမပါအာဒန်နဲ့အေဝါခစ်ကနေအဖက်လေးနဲ့ဒိုးနေတာအဲ့ဒါမျိုးတစ်ပတ်ပတ်တယ်ဘယ်သူမှတရားမဆွဲဘူးဟိုမှာသူ့ဖတ်တာအိမ်ရှိမှထွားပြီးတော့မှလှမ်းနေဟောင်အဖမ်းခါတာဘယ်လိုဥပဒေမှမသိတော့တဲ့လောကကြီးဗျာစဉ်းစားညီကိုမောင်မတော့မောင်မိုက်အတိဖုံးနေပြီဟမ်မောင်မိုက်အတိတို့ဘာလုပ်ရမလဲထားတော့ပြောဘေးနာရှိတဲ့တငယ်ချင်းထားလို့လင်းလို့တိမ်လင်းရောက်လာပြီဟာလေလုယာဘာဖြစ်ရှင်လဲထရာဖက်ဘုံတော်အသင်းပေါ်မှာထရာဖက်ဘုံအသင်းပေါ်မှာ
ဖခင်တင်းရဲ့ဘုန်းနဲ့လွှမ်းခြုံခြင်းနေပြီတင်းရဲ့အသက်တာမှာသူ့ရဲ့ဘုန်းနဲ့လွှမ်းခြုံဖို့ရန်အတွက်ဖခင် ready ဖြစ်နေပြီ hallelujah are you ready to receive it are you ready to receive it hallelujah ဖခင်ဘုန်းနဲ့လွှမ်းခြုံထားတဲ့အခါမှာဒံယေလကဒီတိုင်းဆင်းသွားတဲ့အခါမှာရှင်သေးပါးစပ်ပိတ်တာဘာကြောင့်လဲတဲ့လားဖခင်ရဲ့ဘုန်းကြောင့်ရှာဒရမေရှာဘင်တော့မိတဲ့ဝင်သွားတာမီးမလောင်တာဘာကြောင့်လဲဖခင်ရဲ့ဘုန်းကြောင့်ဖခင်နဲ့အမြဲတမ်းစာငတ်ခြင်းနဲ့တမင်တရားတွေရေးစည်းတဲ့ချောင်းကိုတောင်းတတဲ့သို့စာငတ်တဲ့နှလုံးသားနဲ့ကိုရောမျက်မှောက်တော်ကိုရောအနဲ့အတူရှိခြင်းကိုသင်တောင်းတစာငတ်လာရင်ဖခင်ရဲ့ဘုန်းကသင်လွှမ်းခြုံလာလိမ့်မယ်လွှမ်းခြုံလာတဲ့မှာပညာတတ်တမတတ်တပတ်စံရှိမရှိအောင်မြင်ကြရှုံဘယ်နေရာမှာတောမှာနေမြော့မှာနေမဆိုင်ဘူးဖခင်ရဲ့ဘုန်းပါလာပြီဆိုရင်ဟာလေလုယာသင်ဖခင်ရာကမှဆွဲချလို့မရတော့ဘူးဘုရားကချင်းမြောက်ဖို့ရတော့ဘုရားပြင်ဆင်လာလိမ့်မယ်ဟာလေလုယာရောက်တဲ့နေရာမှာဘုရားရဲ့ဘုန်းထင်ရှားတဲ့တတ်တာဖြစ်လာလိမ့်မယ်